ဈေးနှုန်းကတင့်ပြီးတော့အရသာတော်တော်စားလို့ကောင်းတဲ့ဘူဖေးဆိုင်လေးတစ်ဆိုင်အသစ်ဖွင့်ထားသိပြီလားနောက်ပြီးတော့ဒီဆိုင်မှာအာဂျင်တီးနားတိုက်စင်မူကြီးမက်ဆီကိုဂုဏ်ပြုရဲ့အနေနဲ့ရက်ပူလေးဈေးလျှော့ပေးလေးဆိုပြီးတော့လုပ်ပေးထားတဲ့ဒီ season လေးလည်းရှိတယ်ဒီဆိုင်က budget buffet ဆိုင်ဆိုပေမဲ့ time limit မရှိဘူးအသားငါအသီးရွက် seafood တွေကတော်တော်စုံစုံလင်းလင်းနဲ့ fresh ဖြစ်ပြီးတော့ fine နဲ့ပဇွန်ဆိုရင်လည်း site အသင့်နဲ့ခွာပြီးသားရောမခွာရသေးရရှိရဒါလေးတော့ခွာရမှာပြင်းတဲ့ကိုယ်လိုငပြင်းတွေတော်တော်ဆင်ပြေတယ်အများသောအားဖြင့် budget မူကထ buffet ဆိုင်တွေဟောပေါ်ဆိုင်တွေကဟင်းရည်တိတ်မကောင်းဘူးဒီဆိုင်ဟင်းရည်ပါတောက်လို့ကောင်းတာမယုံဘူးဆိုလို့ရှိရင်ဒီပိုလေးကိုစေထားပြီးတော့မင်းတို့တစ်ခါတော့သွားစားကြည့်ဟင်းရည်ရတာအနေနဲ့မာလာရဲ့ဘုံစုရဲ့ဆိုပြီးတော့2မျိုးရှိတယ်2မျိုးလုံးအဆင်ပြေဆိုပေမဲ့ original ဘုံစုကတော့ clean ဖြစ်လေးနဲ့ချိုချိုလေးမူကထနဲ့ပို့လိုက်တယ်လို့ခံစားရတယ်ဒါလေးတော့ကြက်မယ်ဘယ်ဆိုင်မှာစားစားဒီရတာပဲ fine နဲ့နောက်ပြီးတော့ဒီဆိုင်3တက်သား2ထားတော်တော် fine နဲ့3တက်သားအတူစားတေးသေးလေးလီထိုင်ကင်လို့ကောင်းဘူးဒီဆိုင်လေးကကင်ဖို့အတွက်နေတော့ပဲမြည်ကြည့်မလားရော့ချင်တွက်တော့မကြီးကျင်တဲ့ seafood ကျင်ဆိုပြီးတော့ရှိရဲအဆက်တင်ငရုတ်သီးရဲ့နန်းနန်းမင်းတွေကကိုလိုချင်ဘေးမှာထပ်ပြင်လို့ရတယ် buffet ဆိုင်ဆိုပေမဲ့ seafood တွေကိုလေဒီလောက် fresh ဖြစ်အောင်လုပ်ပေးထားတော့ appreciate လုပ်ကိုလုပ်ရမယ်မကြီးကျင်ကတော့နည်းနည်းကျဲလို့ခံစားရပြီမဲ့ seafood အချင်းကတော့ no ကောင်တာတကယ်ကောင်းတယ်ရှေ့ရလိုမျိုးမူကထအိုးကကိုကမြန်မြန်စားတတ်လို့အကင်ရအလင်းမမီဘူးဆိုရင်ဒါမျိုးအိုးလေး extra ယူလို့ရတယ်1500တော့ထပ်ပေးရတယ်ဒါမဲ့9ရောက်လာရဲဆိုရင်ပေးကြမလို့ဒီအိုးလေးကပါတော့ကင်ရအမြန်တယ်ဝက်တဲ့ seafood တွေကိုကျွတ်နေအောင်ကင်ပြီးတော့ sauce လေးနဲ့စားကြည့် share ပဲဒါလေးကတော့ buffet ထဲမှာမပါဘူးဝယ်တော့ရတာဒါပေမဲ့အရသာတစ်စမ်းမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့ရေမို့လို့ side dish ထဲဆိုလို့ရှိရင် heavy လွှလို့ရအကြမ်းကြောခေါက်ဆွဲကြောမာလာရှန်ကိုရရှိရယ် starter အနေနဲ့စားမယ်ဆိုရင်လည်းကော်ပြန်ကြောငါးမုံကြောပစွန်ကြောရရှိရယ်ဒါလေးကတော့လက်အိတ်ပစွန်နဲ့ကနန်းတွေခွာလို့ရတယ်မင်းကြီးစားပြီးတငယ်ချင်းမှာကွာဆိုတဲ့လူတွေကိုတော့ခွာလို့မရဘူးအချိုဝဲအနေနဲ့ဆိုရင်ကိတ်မုံအသီးရေခဲမုံရေခဲချောင်းထားပေးထားတယ်ရေခဲမုံကလည်း quality ကောင်းတာသုံးပေးထားတာဒီဆိုင်ပိုင်ရှင်တွေကတော်တော်စေနာကောင်းတယ်ပြောရမယ်စားသုံးသူတွေအနေနဲ့ time limit မရှိဘူးဆိုတော့ကုန်တလောက်ပဲယူပြီးတော့ AACC စားလို့ရတယ်တကယ်လို့မကုန်ဘဲနဲ့ waste ဖြစ်တယ်ဆိုရင်တော့ grand chain ပြီးတော့ရော်ရမှာဖြစ်ပါတယ်အခုသွားစားခဲ့တဲ့ဆိုင်လေးရဲ့နာမည်ကဆွဲမဲ့16လန်668ခွန်ကြားမှာအသစ်ဖွင့်ထားတာမစားဘူးတဲ့ရင်သွားစားကြည့်လိုက်အောင်ဒါပဲတော့ကွက်